ကျွန်တော်ပြည့်စုံမှာဆိုလို့ရှိရင်တော့ဘာမှလုပ်ဖြစ်တော့မှာမဟုတ်အစ content creator ဖြစ်ရှင်တာတော်တော်ကြာခဲ့ပြီ10နှစ်လောက်ရှိနေမှာလား software developer ဖြစ်ရှင်တာဟုတ်လား software developer ဆိုတာဒီဘက်ခေတ်ပြန်ပြောရမယ်ဆိုတော့အရင်တော့ဟိုဖုန်းတွေ Java ဖုန်းတွေစပေါ်တဲ့ချိန်ကနေစပြီးတော့ဒါနဲ့စိတ်ဝင်စားဖုန်းတွေကြာစိတ်ဝင်စားတော့ဒါပေမဲ့လည်း hardware ကစိတ်ဝင်စားလုံးဝ hardware လုံးဝစိတ်ဝင်စားတော့ software အရန်စိတ်ဝင်စား software နဲ့ပတ်သက်ပြီးအယူမှုဖြစ်ပြီးတော့ရန်ကုန်မှာတော့သင်တန်းတွေပါတက်လိုက်ပြီအဲ့ဒါပြီးတော့သင်တန်းတွေပါတက်ပြီးတော့ဟို marketing အကြောင်းတွေရော sales အကြောင်းတွေရောသင်တန်းတက်လိုက်တယ်တက်ပြီးတော့ဘာမှမလုပ်ဖြစ်မပြည့်စုံထင်လို့ဟိုကလိုတယ်ဒါလိုတယ်ရင်းနှီးလိုတယ်နဲ့ဘယ်ဟာမှဖြစ်ဖြစ်မမြောက်မလုပ်ခဲ့ပါနော်မလုပ်ခဲ့တဲ့အကြောင်းအရာတွေအတွက်ပဲနောင်တရလုပ်ခဲ့တဲ့အကြောင်းအရာတွေအတွက်ကနောင်တသိမ့်မရမလုပ်ခဲ့တဲ့စီးပွားရေးအတွက် software developer ဖြစ်ရှင်နေဆိုတော့သင်တန်းတွေပါတက်ပြီးတော့ software developer တော့မဖြစ်ဘူးဘာမှလည်းမလုပ်လိုက်ရဘူးဒီတိုင်းပဲပြီးပါအဲ့နောက်ပိုင်း content creator ဖြစ်ရှင်နေ TV လက်စပေါ်ကတော့ဒီဘဲရအရန်အားကြအခုလည်းသဘောကျနေတာသူစပေါ်ပြီးတစ်နှစ်လောက်နေတော့တကယ်ပြောလို့ရတဲ့အများကြီးရှိတယ်ဒီဥစ္စာကျွန်တော်တို့ကလက်မိရမလို့တင်တန်းလက်တက်လိုက်တာဆိုတော့အများကြီးသိပါဒါပေမဲ့လည်းမလုပ်ခဲ့ဘူး content လည်းတူပဲအခုသူများကရရှိရလေးနဲ့ချို့ဖုန်းလေးနဲ့ပဲကွာဖုန်းဆုပ်လေးနဲ့ဒီမှာပြောနေတာဘုရုသတိရအောင်ဆိုချမ်းအောင်သတိရအင်္ဂလိပ်စာရေး sharing လုပ်ပြီးနေတဲ့ချမ်းလေချမ်းဆိုလို့ရှိရင်သူစရိုက်တဲ့ဖုန်းကတော်တော်ဆုပ်တယ်ဒါတကယ်တမ်းဆိုတက်ကြည့်ရင်ဒီဗီဒီယိုဆိုလဲတော်တော်ကြီးကိုအဆင်မပြေဘူးနော်သူအခန်းကျင်းလေးထဲမှာလောက်ခဲ့အခုကျတော့သူက AC ဖြစ်နေအရန်နဲ့တော်ပါသူတော်တော်စီကျူဖို့ကောင်းတယ်ကျွန်တော်တို့ကျတော့ပြည့်စုံမှာလှုပ်ရှင်တဲ့စိတ်ကြဘလို့ဖြစ်လို့ဒီလောက်တောင်လွှမ်းမိုးနေအောင်မသိအခုဆို content ရိုက်ဖို့ကတအားလွယ်လုံးနဲ့ကွန်ပျူတာလည်းရှိရယ်ကင်မရာလည်းရှိရယ် lens တွေလည်းတော်တော်ကောင်းနေပြီ lighting လည်းရှိရယ်မိုက်ပဲမရှိအောင်မိုက်ကမရှိလို့ recording ကိုဖုန်းကနေဖမ်းနေအဲ့ဒါလည်းဘာတစ်ခုမှဖြစ်မြောက်လှုပ်ရှင်တဲ့ဟာမလုပ်ခဲ့ဘူးနော်အများစုကဒီလိုပဲအကုန်လုံးကဟိုကြည်နေတဲ့လူကြီးပဲပေါ့သူများကလည်းလုပ်တယ်သူများကအောင်မြင်သွားလို့ရှိရင်သူတို့ဒီလိုလုပ်ခဲ့ငါလည်းလုပ်လို့ရရပဲဆိုပြီးအတွေးနဲ့တယ်လမ်းပြောင်းနေကြကျွန်တော်လည်းတူတူပဲအဲ့ထက်တယောက်ပဲဒီခါကျတော့လှုပ်ကြည့်လိုက်မှာဓာတ်ပုံရိုက်ရှင်တော့လည်းအဲ့လိုပဲဟိုဓာတ်ပုံရိုက်တာဟိုအဲ့တဲတန်ရိုက်ရှင်ကည12နာရီတို့လည်းအိတ်မပြောကင်မရာလိုချင်တာဝင်လာရင်ကင်မရာလည်းမိမရကစားဆိုအမေဝယ်ပေးလို့သာဖြစ်ခဲ့အောင်နော်ဒီဥစ္စာလည်းတော်တော်အခုချိန်ကြီးလည်းအမေဝယ်ပေးနေရတော့ဒီပစ္စည်းတွေတချို့ဟာအဲ့တော့ပြောချင်တာမပြည့်စုံသေးလို့ဆိုပြီးတော့တကယ်ဆိုရင်အခုလည်းဓာတ်ပုံရိုက်နေတာပြည့်စုံလားဆိုတော့ပြည့်စုံတယ်လို့မခံစားရပြန်ဟို lens လိုတယ်ဒီမီလိုတယ်ဟိုမီလိုတယ်ဟိုကွန်ပျူတာအတွက် graphic card တွေလိုတယ်softbox တွေလို lifestyle တွေလိုတခုခုလိုအပ်တာပဲအများနဲ့မပြည့်စုံကိုယ်ကတော်တဲ့လူကြီးကြည့်လိုက်တော့လဲဒီလိုပဲသူတို့လည်းပြည့်စုံတယ်လို့မခံစားရဒါပေမဲ့အဲ့ဥစ္စာဘယ်တော့မှပြည့်မှာလဲပေါ့နော်အဲ့စိတ်ကူးလေးတော်တော်လေးတွေးမိရအဲ့တကြောင်မလို့အခုကတော့မပြည့်စုံပေမဲ့လို့ဟိုချမ်းတော့မစိုးဘူးပေါ့နော်ချမ်းလို့စားခဲ့တဲ့ချိန်တော့ဆိုတော်တော်ကြီးဟိုအရှင်နေမကောင်းသူ့ရဲ့ quality ရဲ့ကျွန်တော်တို့ဆိုရင်ဗီဒီယိုအတွက်လည်း edit လုပ်ဖို့လည်းတက်တယ်အခြေခံတွေကလည်းအများကြီးသိနေဒီထဲမှာ5နှစ်လုံးလာဆိုဗီဒီယိုကအရင်နှစ်ကတည်းကလည်းရိုက်လို့ရတယ်သိပေမဲ့လို့ဟိုမပြည့်စုံသေးဆိုရင်မရိုက်ဘူးเนาะမရိုက်ဘဲနဲ့အဲ့လိုနေဓာတ်ပုံတော့လည်းအဲ့လိုပဲကျွန်တော်9000နဲ့စရိုက်တဲ့အချိန်9000လောက်ရိုက်တဲ့အချိန်တော့ဒီကြက်ကြီးမှဓာတ်ပုံရိုက်ဖို့ဟိုကျွန်တော်မပြည့်စုံနေဘူးထင်လို့တချို့ပဲဟိုကျွန်တော်မှဟိုဟာမရှိဘူးဒါမရှိဘူးနဲ့ညင်လိုက်ခဲ့ပြီတခါလီကြတော့လည်းကောင်းပါတယ်ဒါပေမဲ့လည်းဟိုလုံးနေတော့ဆင်ပြေပါအောင်เนาะအဲ့ဒါလေးပြောရင်ကိုမလုံးဖြစ်ခဲ့တဲ့အကြောင်းအရာရင်နောက်ဆိုရင်လှုပ်ဖြစ်အောင်လုပ်မှာပါ